ဒီG-box keyboard တုံးတဲ့လူပေါ့နော်အခုကိုက G-box keyboard တုံးနေဆိုရင်ပေါ့နော်ဥမာဒီကိုကြည့်လိုက်တဲ့ဗီဒီယိုတစ်ပုတ်မှာတခြားဘာသာကွာကိုက comment ရေးချင်တယ်ကွာဥမာကွာထိုင်းဗီဒီယိုတစ်ပုတ်ကိုကြည့်လိုက်တဲ့ကိုကမြန်မာဆိုရင်ပေါ့နော်အဲ့ဒီ G-box အတုံးပြုတ်ပြီးတော့မြန်မာလိုရေးပြီးတော့ထိုင်းလိုဘာသာ auto-automatic ပြန်ပြီးတော့ပို့ရင်ပေါ့နော်အဲ့ G-box မှာ feature ပါတယ်ဒီ G-box ရဲ့ feature အကုန်အများကြီးတုံးရတာဒီ G-box မှာပါတဲ့ feature တွေပေါ့နော်ဒီကိုကဒီ emoji ဆိုတဲ့အစုံရှိတယ်ပြီးတော့လည်းဒီတခြားသောဘာသာကွာဥမာအင်္ဂလိပ်ဗီဒီယိုကြည့်လိုက်ကွာကိုကြိုက်လို့ကိုက comment ရေးချင်တယ်ကွာကိုကတခြားသောဒီဘာသာမတက်ကွာမြန်မာဘာသာပဲတက်တယ်ဆိုရင်ပေါ့နော်မြန်မာလိုရေးပြီးတော့အင်္ဂလိပ်ဘာသာပြန်မြန်မာလိုရေးပြီးတော့ထိုင်းဘာသာပြန်ပေါ့နော်ဘယ်အမှသုံးစရာမလိုG-box တစ်ခုတည်းကနေဒီ keyboard ထဲဝင်ပေါ့နော်ကိုကဒီမှာရေးမှာကွာကဲ G-box ကိုတိုးလိုက်မယ်တိုးပြီးဆိုတော့ဒီအတောက်လေးပေါ်တယ်လားဒီအတောက်လေးကိုတိုးလိုက်တိုးပြီးလို့ဆိုရင်ပေါ့နော်ဒီမှာဘာသာဆိုတာဘာသာပြန်ရန်ကိုတိုးလိုက်ပေါ့နော်တိုးလိုက်ပြီးဆိုတော့ဒါတော့အင်္ဂလိပ်အခုကျွန်တော်ရေးမဲ့ဘာသာတိုင်းရွေးစမလို့ကျွန်တော်ရေးမဲ့ဘာသာမြန်မာပေါ့နော်မြန်မာဆိုဒီကတော့ဘာသာရွေးစမလို့ရွေးရမှာဒီမှာကိုပြန်မဲ့ဘာသာကိုပဲရွေးရမယ်ဘယ်လိုပြီးတော့ဒီကွာအင်္ဂလိပ်ဆိုကလေးထိုင်းဆိုထိုင်းမနော်ကျွန်တော်ကတော့မြန်မာလိုရေးပြီးအင်္ဂလိပ်လိုတွားအောင်ကျွန်တော်ရေးပြမှာနော်သမင်းစားပြီလားဒါလားဒီမှာတော့လားနောက်ပြီးတော့ဒါတော့ကျွန်တော်မြန်မာလိုရေးအင်္ဂလိပ်လိုပြန်မှာနော်တကယ်လို့ကျွန်တော်ကမြန်မာလိုရေးပြီးထိုင်းလိုပြန်ချင်မှာဒီအင်္ဂလိပ်နဲ့တိုးလိုက်မယ်တိုးပြီးထိုင်းကိုရှာမှာနော်ထိုင်းကိုရှာမယ်လာအိုဒီမှာဆိုတော့ဘာသာမျိုးစုံပြထားတယ်လားဘာသာမျိုးစုံပြထားတဲ့ကျွန်တော်ဒီထိုင်းကိုရှာလိုက်အောင်ထိုင်းပြင်လာမှာကွာဟောဒီမှာထိုင်းတွေ့မှာထိုင်းကိုတိုးမယ်ထိုင်းတိုးပြီးစင်မှာတော့ကျွန်တော်ဒီမှာမြန်မာလိုရေးမယ်ထိုင်းလိုတွားမှာနော်ထိုင်းလိုသူရေးမှာဒီနေရာမှာထိုင်းလိုရေးမယ်ဒီနေရာမှာကျွန်တော်ရေးမယ်ဘာသာဒီနေရာမှာကျွန်တော်ပြန်မဲ့ဘာသာတွေပေါ်မှာပေါ့နော်သမင်းစားပြီလားဟုတ်လားသမင်းစားပြီဒီမှာခွန်ထန်ข้าวစီရီယာဆိုလားဒါမှန်တယ်ထိုင်းလိုမျိုးကျတော့ဘယ်လိုလဲဆိုတော့ခွန်ထန်อาหารเสร็จแล้วหรือยังဒါတော့မှန်တယ်ပေါ့နော်ဒါတော့ယဉ်ကျေးတဲ့စကားပေါ့နော်တကယ်လို့กินข้าวหรือยังဆိုရင်တော့သမင်းစားပြီလားပေါ့နော်ဒါတော့ထန်อาหารเนี่ยအစာသမင်းအစာစားပြီပါလားဆိုတော့အဓိပ္ပာယ်မျိုးဆိုလို့တယ်ပေါ့နော်ဟုတ်လားမှန်တယ်ဟုတ်လားဒါပေမဲ့အဓိပ္ပာယ်ကတူပဲပေါ့နော်နောက်ပြီးတော့ဘယ်သွားမှလဲဟုတ်လားကိုအတန်လေးဒီကနေမြန်မာစာရေးပြီးတော့ဒီပို့မဲ့နေရာမှာသူ့ဘာသူကိုရွေးတဲ့ဘာသာမှာပေါ်မှာပေါ့ကိုရွေးတဲ့ထိုင်းဆိုထိုင်းပေါ်မှာဒီမှာကြီးကိုကလန်ဂျပန်နိုင်ဟုတ်လားကျွန်တော်ကတော့မြန်မာလိုအော်တယ်ခုနဘယ်သွားမှလဲဆိုတော့အဲဒီမှာသူထိုင်းလိုမျိုးပြန်တယ်ကိုကလန်ဂျပန်နိုင်ပေါ့နော်ဆိုတော့ဒီမှာထိုင်းဒီမှာမြန်မာကိုရေးမဲ့ဘာသာဘယ်ဘက်မှာထားပေါ့နော်ကိုပြန်မဲ့ဘာသာကတော့ညာဘက်မှာထားပေါ့နော်ဒါကတော့ကျွန်တော်ထိုင်းပြန်တကယ်လို့ကိုကတခြားဘာသာဥမာအင်္ဂလိပ်ဆိုအင်္ဂလိပ်တိုးလိုက်ပေါ့နော်လားဒီ G-box ပါတဲ့ feature မှန်ကန်မှုရှိပေါ့တခါကျရင်ကိုနိုင်ငံခြားဗီဒီယိုတွေကြည့်တဲ့အခါကျရင်မလို့ကြည့်ပြီးတော့ကိုက comment ရေးချင်ရေးမတော့ဒါနဲ့ရေးပါတော့ပြီးတော့ဒီ comment တွေကိုကိုဘာသာပြန်အောင်လုပ်ရတော့ copy ယူပြီးတော့ဒီမှာပြန်လို့ရတယ်ဒါမှမဟုတ်လည်းဘာသာပြန်တဲ့ Excel software တွေဝင်တော့ပြန်လို့ရတာပေါ့နော်